ပဲခူးတိုင်းတောင်ငူမြို့နယ်ပဲခူးရိုးမကလီလာမြောင်ကျေးရွာကိုဇွန်လ25ရက်နေ့မှာအာဏာသိမ်းစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့လို့ဒေသခံပြည်သူ10ဦးသေဆုံးခဲ့ပါတယ်။ဇွန်လ25ရက်နေ့နေ့ခင်ပိုင်း7နာရီခွဲလောက်မှာအာဏာသိမ်းစစ်တပ်ကတိုက်လေရင်နဲ့လီလာမြောင်ကျေးရွာအတွင်းကိုပေါင်250ပုံးသီးနှလုံးကျဲချခဲ့ပြီးစစ်တပ်နဲ့လည်း10ချက်ကျော်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကသတင်းထုတ်ပြန်လာပါတယ်။ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့်ဒေသခံအသက်50နှစ်အရွယ်ဦးစောဝမ်းနဲ့သူမိသားစုဝင်ဖြစ်တဲ့အသက်40နှစ်အရွယ်ဧည့်သည်အသက်18နှစ်အရွယ်နော်စေအသက်73နှစ်အရွယ်သားစေအသက်8နှစ်အရွယ်နော်တာအသက်38နှစ်အရွယ်ဦးထီးစေနဲ့သူရဲ့မိသားစုဝင်ဖြစ်တဲ့အသက်29နှစ်အရွယ်မတန်းညွအသက်9နှစ်အရွယ်ဘွယ်လူစီတို့တည်ဆုံခဲ့တဲ့အပြင်မဲတော်ကူဖျားဆောင်လည်းပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်ညနေ4:38မိနစ်နဲ့4:50မိနစ်ဝန်းကျင်မှာလဲအာနာသိန်းစစ်တပ်ကရေတာရွှေမြို့နယ်အတွင်းကစကွေးကျေးရွာအရှိဘက်နဲ့စွာတမန်အနီးဝန်းကျင်တို့ကို4ကြိမ်ထက်မနည်းဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အဲ့ဒီဘုံကျဲတိုက်ခိုက်ခံရမှုနောက်ဆက်တွဲအခြေအနေတွေကိုတော့စုံစမ်းနေတယ်လို့ဆိုပါတယ်။